တမာတိအသင်အပင်းနဲ့မှာပါရမဲ့ခင်၃ခုရှိတယ်နောက်ဆုံး၃ခုပါတော့တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိကဲတမ္မာဝါယာမသွားကြစို့တမ္မာဝါယာမနော်မှန်ကန်စွာအားထုတ်ခြင်းမှန်ကန်စွာအားထုတ်ခြင်းမှန်ကန်စွာလုံးလပြုခြင်းဆိုတာဘာလဲတဲ့ဆိုတော့အဲ့ဒီမှန်ကန်စွာအားထုတ်ခြင်းမှန်ကန်စွာလုံးလပြုခြင်းက၄မျိုးရှိတယ်တဲ့နော်၄မျိုးရှိတယ်ဆိုတာကမဖြစ်သေးတဲ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ပြုစရာတစ်ခုဖြစ်ပြီးတဲ့ဖြစ်ပေါ်နေတဲ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ပြုစရာကတစ်ခုမဖြစ်သေးတဲ့ကုသိုလ်နဲ့ပတ်သက်ပြီးတော့ပြုစရာတစ်ခုဖြစ်ပြီးသားကုသိုလ်နဲ့ပတ်သက်ပြီးတော့ပြုစရာတစ်ခုဆိုတော့ပြုစရာဘယ်နှခုဖြစ်သွားလဲ၄ခုတဲ့နော်အဲ့ဒီ၄ခုရှိတဲ့အတွက်ကြောင့်မို့ဒီတမ္မာဝါယာမ၄မျိုးရှိတယ်လို့ဒီလိုမှတ်နိုင်တယ်အဲ့ဒီမှာပထမဟာကဘာလဲဆိုတော့မဖြစ်သေးတဲ့အကုသိုလ်ကိုတဲ့မဖြစ်အောင်ကြိုးစားတာဒါနံပါတ်1အကုသိုလ်ဆိုတာဖြစ်လာရင်ဘာအကျိုးပေးတတ်တော့မကောင်းတဲ့အကျိုးပေးတတ်တယ်နော်ဒါကြောင့်မို့အကုသိုလ်ကိုရှောင်ရမယ်ရှောင်တဲ့အခါမှာမဖြစ်သေးတဲ့အကုသိုလ်မဖြစ်အောင်ကိုယ်ကရှောင်ရမယ်ကိုယ်တဏ္ဍာမှာအခုမဖြစ်ပေါ်သေးဘူးနော်နောက်တော့ဖြစ်ပေါ်ခဲ့ဘူးတာပေါ့ဟုတ်လားဒါမှမဟုတ်အခုမဖြစ်ပေါ်သေးဘူးဆိုတော့အဲ့ဒီမဖြစ်ပေါ်သေးတဲ့အကုသိုလ်ကိုမဖြစ်အောင်ကြိုးစားတာမဖြစ်အောင်လုံးလပြုတာနော်ဒါနံပါတ်1တမ္မာဝါယာမအဲ့ဒီလိုမဖြစ်ပေါ်သေးတဲ့အကုသိုလ်မဖြစ်အောင်ဘယ်လိုနည်းနဲ့လုပ်ကြရမလဲတဲ့အဆင်းကိုမြင်ရင်မြင်ယုံမျှမှတ်အတန်ကြားရင်ကြားယုံမျှမှတ်တယ်အဲ့ဒီလိုမှတ်နည်းဟာမဖြစ်သေးတဲ့အကုသိုလ်ကိုမဖြစ်အောင်တားဆီးနေတာပိတ်ဆို့နေတာဒါကြောင့်မို့အခုတရားထိုင်လို့မှတ်နေကြတယ်နော်မြင်မြင်နဲ့မှတ်တယ်ကြားရင်ကြားရင်မှတ်တယ်စသဖြင့်မှတ်နေကြတာဒီဟာဘာလို့တာတော့ဆိုအဲ့ဒီအကုသိုလ်မဖြစ်သေးတဲ့အကုသိုလ်တွေဖြစ်မလာအောင်ကြိုးစားနေကြတာဒီဝိရိယလုပ်နေကြတာဒီလိုအမှတ်နဲ့မမြင်ဘူးမကြားဘူးဆိုရင်မနေ့ကပြောသလိုပေါ့ဗါတော့ဖြစ်တိုင်းမရှိယုံ nant စုစွဲမှုဝင်ရောက်သည်ဆိုတာလိုပဲဥပါဒံစွဲတွေဝင်လာမှာဥပါဒံဆိုတာအကုသိုလ်ပဲအေးဒါကြောင့်မို့မဖြစ်သေးတဲ့အကုသိုလ်မဖြစ်အောင်ကြိုးစားအားထုတ်ခြင်းဟာတမ္မာဝါယာမတစ်မျိုးဘယ်လိုနည်းနဲ့မဖြစ်သေးတဲ့အကုသိုလ်ကိုမဖြစ်အောင်လုပ်ရမလဲဆိုရင်တတိနော်တံဝရလို့ခေါ်တယ်ပါဠိလိုဟုတ်လားဒီတတိနဲ့ထိမ့်သိမ်းရမယ်စောင့်ရှောက်ရမယ်မြင်ယုံမျှကြားရင်ကြားယုံမျှဒီမြင်တဲ့အရာဝတ္ထုရဲ့အသေးစိတ်ကိုမလိုက်ရဘူးလို့ဆိုလို့လေအသေးစိတ်ကိုလက်မိတာနဲ့တပြိုင်နက်ဒီအကုသိုလ်တွေကပါလာတော့ဒါလေးတစ်ခုမြင်လိုက်တယ်အသေးစိတ်လိုက်လိုက်တယ်ဆိုရင်ဒါလေးကလှတယ်သုံးမို့လားမလှဘူးပေါ်လာလှတယ်လို့ကိုကမှတ်လိုက်မိရင်လောဘပဲကြာသွားပြီမလှဘူးအယုတ်ဆိုးတယ်လို့မှတ်လိုက်မိရင်ဒေါသပဲကြာဒါကြောင့်မို့အဲ့လိုအသေးစိတ်မလဲရဘူးမြင်ယုံမျှလေးရပ်နေရမယ်အဲ့လိုရပ်နေရင်အကုသိုလ်မဖြစ်ဘူးအကုသိုလ်လာမဲ့အခွင့်ကိုပိတ်ထားသလိုဖြစ်တယ်နော်ဒါဟာပထမဆုံးအားထုတ်ခြင်းတံဝရပဒါနာလို့ဒီလိုခေါ်တယ်စောင့်စည်းခြင်းတည်ဟူသောအားထုတ်ခြင်းပေါ့ဒါမဖြစ်သေးတဲ့အကုသိုလ်ကိုမဖြစ်အောင်ဖြစ်ပေါ်တဲ့အကုသိုလ်ဖြစ်ပေါ်လာတဲ့အကုသိုလ်အဲ့ဒါကိုမဖြစ်အောင်တဲ့ဘယ်လိုလုပ်မလဲတဲ့ဖြစ်ပေါ်လာတဲ့အကုသိုလ်ကိုပယ်ဖို့ရဘယ်လိုလုပ်မလဲဒီနေရာမှာရှုပ်တဲ့အဓိပ္ပာယ်တစ်ခုရှိတယ်အဲ့ဒီအဓိပ္ပာယ်မပြောဘူးကိုလည်းရှုပ်မယ်သူများလည်းရှုပ်မယ်နော်လွယ်တဲ့အဓိပ္ပာယ်ပဲပြောအဲ့တော့ပါဠိတော်မှာဘယ်လိုဟောထားတော့အကျဉ်ယဟန်ဟာတဲ့ဖြစ်ပေါ်လာတဲ့ကာမဝိတက်ဗျာပါဒဝိတက်ဝိဟိန္တာဝိတက်သို့မဟုတ်အကုသိုလ်တရားတွေကိုတဲ့တီးမခံဘူးတဲ့ပယ်စွန့်တယ်တဲ့ဖြောက်တယ်တဲ့မရှိအောင်လုပ်တယ်တဲ့နော်ဆိုတော့ကိုယ်စိတ်ထဲမှာအကုသိုလ်တစ်ခုခုဖြစ်တာကိုသိတာနဲ့တပြိုင်နက်သူ့ကိုရပ်ပြရမယ်ပေါ့သူ့ကိုပျောက်သွားအောင်လုပ်ပြရမယ်ဒီလိုအဓိပ္ပာယ်ရှိတယ်ဒါဖြစ်ပြီးအကုသိုလ်ကိုပယ်တယ်လို့ဆိုရတယ်ဖြစ်ပြီးဆိုတာဖြစ်ပေါ်ပြီးတော့အခုရှိနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ကိုယ်စိတ်ထဲမှာအခုရှိနေတယ်စိတ်ဆိုးနေတယ်တော့မဟုတ်တစ်ခုခုလိုချင်နေတယ်အကုသိုလ်ဖြစ်မနေဘူးလားစိတ်ထဲအဲ့ဒီအကုသိုလ်ကိုဘယ်လိုလုပ်ပယ်မလဲတဲ့သိမခံနဲ့တဲ့သူ့ကိုနော်ပယ်ပြရမယ်တဲ့ဖြောက်ပြရမယ်ဘာနဲ့ဖြောက်မလဲဘာနဲ့ပယ်မလဲဒါတရားထိုင်တဲ့လူဖို့လွယ်လေးပဲနော်မှတ်ပြီးတော့ပဲဖြောက်ပြရမယ်မှတ်ပြီးတော့ပဲပယ်ပြရမယ်ကိုယ်စိတ်ထဲမှာလောဘဖြစ်နေပြီသိပြီဆိုရင်လောဘဖြစ်တယ်မှတ်လိုက်ရင်
ဒါဒီကင်းသွားပြီဒေါသဖြစ်တယ်ဒေါသမှတ်လိုက်ရင်ကင်းသွားပြီအဲ့တော့အမှတ်တရားနဲ့အခုလိုဖြစ်ပေါ်လာတဲ့ကိလေသာကိုပယ်ဖို့ရန်ကြိုးစားတာเนาะဒါကတမ္မာဝါယာမတစ်ခုဒါကိုပဟာနပဓာနာလို့ခေါ်တယ်ပယ်ဖို့ရကြိုးစားတာအဲ့တော့ခုနဟာကဘာလို့စောင့်စည်းတာเนาะစောင့်စည်းတဲ့ကြိုးစားမှုမဖြစ်သေးတဲ့ဟာကိုမဖြစ်အောင်အခုဟာကဖြစ်ပေါ်နေတာကိုနောက်ဆက်မဖြစ်အောင်ဆိုရပါလို့ဒီတင်ရပ်သွားအောင်လုပ်တယ်နောက်တစ်ခုကတော့မဖြစ်သေးတဲ့ကုသိုလ်ဖြစ်အောင်လုပ်တာဒါကိုပါဠိလိုကျတော့ဘာဝနာပဒါနလို့ခေါ်တယ်ဘာဝနာဆိုတာဖြစ်စေတာကိုဘာဝနာလို့ခေါ်တယ်ဖြစ်အောင်လုပ်တာမဖြစ်သေးတဲ့ကုသိုလ်မဖြစ်သေးတဲ့ကုသိုလ်ဆိုတာဘာတွေတုံးတဲ့အထူးအားဖြင့်ပြောမယ်ဆိုရင်သမထဝိပဿနာကုသိုလ်တွေပေါ့နော်ဒီအခုဒီပါဠိတော်မှာဟောထားတာကျတော့တတိတန်ဖို့စဉ်ဓမ္မဝိစီယတန်ဖို့စဉ်စသည်ပေါ့လေဒီတန်ဖို့စဉ်တွေကိုပွားများတယ်ဆိုတော့ဒီသမထဘာဝနာပွားများတယ်ဝိပဿနာဘာဝနာကိုပွားများတယ်ဆိုရင်မဖြစ်ဘူးသေးတဲ့ကုသိုလ်တွေဖြစ်အောင်လုပ်နေတာအဲ့လိုမဖြစ်ဘူးသေးတဲ့ကုသိုလ်တွေကိုဖြစ်အောင်ကြိုးစားတာနော်အဲ့ဒီကြိုးစားတာကိုဘာဝနာပဒါနလို့ပြောတော့တယ်ပဒါနဆိုတာဒီနေရာမှာအာထုတ်မှုလို့ဆိုလို့ဖြစ်စေခြင်းဒီဟုသောအာထုတ်မှုပေါ့ဖြစ်အောင်လုပ်တယ်မရှိတုန်းကမပေါ်သေးတာပေါ်အောင်လုပ်တယ်နောက်တစ်ခုကတော့ဖြစ်ပြီးသားကုသိုလ်ကိုတိုးပွားအောင်လုပ်တယ်ပါဠိလိုကြဒီမှာအနုရခဏပဒါနလို့ခေါ်တယ်အနုရခဏဆိုစောင့်ရှောက်တယ်ပေါ့စောင့်ရှောက်တယ်ဆိုတော့ maintain လုပ်တယ်ပေါ့အမှန်တော့ maintain လုပ်ရုံနဲ့မဟုတ်ဘူးသူ့ကိုတိုးအောင်လည်းပဲလုပ်အောင်ဝိပဿနာတရားထိုင်မှုလို့ဝိပဿနာကုသိုလ်တွေရဘူးပြီနော်သမထအာထုပ်ပုံလည်းသမထကုသိုလ်တွေရဘူးပြီဒါတွေကိုအထက်ထပ်ပွားများအောင်တိုးပွားလာအောင်ပထမယော့မသွားအောင်ဟုတ်လားပြီးတော့တိုးပွားလာအောင်ကြိုးစားတာအဲ့ဒီကြိုးစားမှုကိုအနုရခဏပဒါနာလို့ဒီလိုခေါ်တယ်အဲ့ဒါကြောင့်မို့ဒီဝိရိယကိုဒီမက်ခင်ကိုဖြစ်စေအောင်ဆိုရင်မိမိကဒီသမထတော်၎င်းဝိပဿနာတော်၎င်းထက်ခါပွားများနေရမှာတစ်ခါပွားများယူနေမပြီးဘူးနှစ်ခါပွားများယူနေမပြီးဘူးဒီဖြစ်ပြီးသားကုသိုလ်ဖြစ်ဖူးပြီးသားเนาะကိုယ်တဏ္ဍာမှာဖြစ်ဖူးပြီးသားကုသိုလ်ထပ်ပွားအောင်ကြိုးစားမှုအဲ့ဒီလိုဒီတမ္မာဝါယာမကြိုးစားမှု၄မျိုးရှိတယ်မှတ်မိပါတယ်เนาะမဖြစ်သေးတဲ့အကုသိုလ်မဖြစ်အောင်ပြီးတော့ဖြစ်ပြီးတဲ့အကုသိုလ်ကိုပယ်ဖို့ပြီးတော့မဖြစ်သေးတဲ့ကုသိုလ်ဖြစ်အောင်ဖြစ်ပြီးတဲ့ကုသိုလ်တည်တံ့ပြီးတော့တိုးပွားအောင်အဲ့လိုကြိုးစားမှု၄မျိုးကိုတမ္မပဒါနာလို့ဒီလိုခေါ်တယ်တတိပဌာန်တမ္မပဌာန်အိဋ္ဌိပတ်နဲ့ကြားဘူးရတယ်မဟုတ်လားနော်တတိပဌာန်၄ပါးတမ္မပဌာန်၄ပါးကိုဘုဇင်လေဘောဓိပက္ခယ39ပါးထဲမှာပါတယ်လေနော်အဲ့ဒီအမှန်တော့ဝီရိယတစ်ခုတည်းကိုပဲဒီကိစ္စကဒီလို၄မျိုးကွဲပြားသွားတဲ့အတွက်ကြောင့်မို့ဝိရိယ၄မျိုးလို့ဆိုရတယ်အမှန်တော့ဝိရိယဆိုတာစေတသိက်တစ်ခုတည်းပဲဝိရိယစေတသိက်ကောင်းပြီအခုတရားအထုတ်တဲ့အခါကျတော့ဝိရိယကဘလောက်အထိလောက်ရမှာတော့ဝိရိယနည်းနည်းလောက်ရမှာလားများလောက်ရမှာလားဘလောက်ထိလောက်ရမှာလဲနည်းနည်းလောက်ရမှာဆိုတော့ဟန်ကြမှာဟမ်မျှအောင်လုပ်ရမယ်ဟုတ်တယ်ဝိရိယမများလွန်းမနည်းလွန်းနော်မများလွန်းမနည်းလွန်းလုပ်ရမှာလေများလွန်းရင်လည်းပဲဒုက္ခရောက်ပါပြောကြပါစေဟုတ်လားနည်းလွန်းရင်လည်းပဲတရားထိုင်လို့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့လို့မြတ်စွာဘုရားဟောထားတာတခုရှိတယ်နော်ဒါလေးပြောချင်တယ်အဲ့တော့မြတ်စွာဘုရားတခါဟောဘူးတယ်ကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့တဲ့မင်းတို့ရောင်ရဲမှုမရှိကြနဲ့တဲ့အဲ့ဒါလည်းမှတ်ထားနော်တော့ကြဟိုရောင်ရဲမှုရှိရမယ်ဆိုတော့ကုသိုလ်အရာမှာလည်းပဲရောင်ရဲနေရမှာလားဟောဒီနေ့တရားထိုင်တာတဏှာကြီးထိုင်ပြီးတော်ပါပြီငါနောက်ထပ်တော့မထိုင်တော့ပါနော်ဒီလိုမဟုတ်လေရောင်ရဲမှုမရှိရဘူးလေအဲ့ဒီကြတော့မြတ်စွာဘုရားဟောဒီမှာဟောထားတယ်ပြီးတော့ခါတဲ့နောက်မဆုတ်တဲ့ဝီရိယနော်နောက်မဆုတ်တဲ့အာထုတ်မှုကိုမင်းတို့ပြုရမယ်တဲ့မြတ်စွာဘုရားကအဲ့ဒါပြောတယ်ဘယ်လိုဝိရိယမျိုးတော့တဲ့ကြားဘူးပြီးသားပါဒီဝိရိယမျိုးပါနော်ကြောချင်ရိုးရည်ကျွင်းလေစေကုံစီသားအသွေး
နော်အသက်ကိုမျှမညာရတမ္မပဒံလေးဆိုပြီးတော့ဒါလည်းလက်ဒီဆရာတော်ဘုရားကြီးရေးထားတယ်ကြောချင်ရိုးရည်ကျွင်းလေစေကုံစီသားအသွေးတဲ့ဒီအင်္ဂါ၄ပါးနဲ့၄ချက်နဲ့ညီတဲ့ဝိရိယကိုအားထုတ်ရမယ်တဲ့နော်အကြောရယ်အယိုးရယ်အရေရယ်ကြောချင်ရိုးရည်အဲ့ဒါပဲကြံပါစီတဲ့နော်အသားအသွေးတွေ6ခန်းသွားပါစီတဲ့အဲ့ဒါတခုအဲ့တော့အားလုံးဆိုရင်ဒါကိုစတုရင်ကဝိရိယအင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့ဝိရိယလို့ခေါ်တယ်ဒါကြောင့်မို့တခါလေတချို့ကတိတ်အားထုတ်ခိုင်းရင်ဒါအာတကိလမထဖြစ်တယ်ဟုတ်လားမေဇိမပရိပဒါလိုက်မပေါ့နဲ့လှုပ်တယ်မဟုတ်လားနော်အခုမြတ်စွာဘုရားဒီမှာဟောတာမင်းအယိုးအရေနော်ဘယ်တော့ပါတော့အကျော်ပဲကြံပါစေတဲ့ဟုတ်လားမင်းတို့မင်းရှိမှရှိမင်းခန္ဓာမှာရှိတဲ့အသားတွေ6ခန်းချင်း6ခန်းသွားပါစေဒီယောက်ျားတို့လုံးလနဲ့အားထုတ်ရမယ်ဒီတရားတွေကိုမရမချင်းငါဒီဝိရိယကိုမလျှော့ဘူးလို့ဒီလိုခိုင်မြဲတဲ့အဋ္ဌာန်နဲ့မင်းတို့အားထုတ်ရမယ်မြတ်စွာဘုရားဟောတယ်ဒီလိုတင်ဒီလောက်တင်ပြောတာမဟုတ်သေးဘူးဒီလိုဝိရိယမျိုးကိုငါကိုယ်တိုင်အားထုတ်ပြီးတော့ဘုရားဖြစ်သူရောက်ခဲ့ပြီတဲ့ဒါကြောင့်မို့သင်ခြေသားတို့လည်းပဲဒီလိုခိုင်မြဲတဲ့ဝိရိယစောင့်တည်ပြီးတော့အားထုတ်ရမယ်အဲ့ဒါလေးတခုမှတ်ထားကြနော်ဘာကြောင့်တစ်ခါကျတော့မိဇိမပရိပဒါကိုတော့အကြောင်းပြမိတတ်တယ်ဝိရိယလျှော့ခြင်းအဲ့ဒါဘုရားမိဇိမပရိပဒါဟောတာတိတ်လုံးလို့မတော်နော်ဒီနေရာကျတော့မြတ်စွာဘုရားကအဲ့လိုဟောတာအဲ့တော့မြတ်စွာဘုရားအလောင်းဒုက္ခစရိယာကျင့်တဲ့အခါဖြစ်ပုံလဲတကမလည်းမြင်ဘူးလည်းမဟုတ်လားနော်ဒါဟာတော်တော် realistic ဖြစ်တယ်ဘုရားဟောတာ ਨੇ ခါတဲ့ဒီအကျော်လေးတွေပေါ်ပြီးတော့ဟလာဘိုက်ဆိုရှက်နေတယ်နော်မြတ်စွာဘုရားအဲ့ဒီမှာဘယ်လိုဟောလဲငါအဲ့ဒီတုန်းကဘိုက်ကန်လိုက်ရင်လည်းကြောရိုးကြီးကန်မိတယ်တဲ့နော်ကြောရိုးကန်လိုက်ရင်လည်းဘိုက်ကန်မိတယ်အဲ့ဒီလောက်ဘာမှဟိုအသားအသွေးမရှိတော့တာပေါ့လေအဲ့ဒီလောက်ထိအောင်ဒါအားထုတ်ခဲ့တယ်အဲ့ဒါကြောင့်မို့သင်္ချေသားတို့လည်းပဲဒီလိုအားထုတ်ရမယ်လို့မြတ်စွာဘုရားဟောထားတယ်ဒါကြောင့်မို့ဝိရိယကိုတော့တင်းတင်းရင်းရင်းတော့အားထုတ်ရမယ်ဒါမှမဟုတ်နောက်တစ်ခုကတော့ပါလဲခုနလိုဝိရိယကိုလွန်လာကြတော့လည်းပဲဒါမဖြစ်ပြန်ဘူးနော်ဝိရိယလွန်တဲ့အတွက်ကြောင့်မို့တရားဓုမရဘူးချောနေတယ်ဘယ်ဝတ္ထုသိတော့ပြောလားရှင်အနန္ဒာဟုတ်ပြီအရှင်အနန္ဒာကမြတ်စွာဘုရားပြိဋိဘံပြုတော့ဘယ်လောက်ရှိသေးတော့အစင်တန်းပါရှိသေးတော့သောတာပန်ပဲရှိသေးတယ်သောတာပန်ပဲရှိသေးပြီးတော့မြတ်စွာဘုရားပြိဋိဘံပြုသွားတယ်မြတ်စွာဘုရားပြိဋိဘံပြုသွားပြီးတဲ့နောက်3လကြာတဲ့ခါကျတော့ပထမသင်္ကန်းနာတင်မယ်ပထမသင်္ကန်းနာတင်တဲ့ခါကျတော့ရှင်မကတ္တပကအဲ့ဒီမင်းပါဒီအဲ့ဒီသင်္ကန်းနာတက်မဲ့နော်ယဟန္တာတွေရွေးတဲ့ခါကျတော့ယဟန္တာမှရှင်မကတ္တပကရွေးခြင်းတယ်ဒါပေမဲ့လို့ရှင်အာနန္ဒာကိုလည်းသူကရွေးခြင်းတယ်ဘာလို့ဆိုတော့ရှင်အာနန္ဒာကမြတ်စွာဘုရားဟောထားတဲ့တရားတွေအကုန်လုံးသူကသိထားတဲ့ပုဂ္ဂိုလ်ကိုတရားဗန္ဒာဒိဋ္ဌိကိုဒါ तू မပါလို့လည်းပဲသင်္ကန်းနာတင်လို့မဖြစ်ဘူးतू ကသောတာပန်ဖြစ်ရတဲ့ရွေးလိုက်ပြန်ရင်လည်းပဲတခြားယဟန်တွေကဆွဆွဲမှာရှင်မကတ္တပကဘုရားညီတော်မို့လို့သောတာပန်ဖြစ်ရတဲ့မျက်နှာလိုက်ပြီးတော့ရွေးတယ်လို့ဖြစ်မှာဆိုတော့ရှင်မကတ္တပကမရွေးဘူးတိုင်းထားတယ်ဒါပေမဲ့လို့ခြံထားတယ်499ပါးပဲသူကရွေးချယ်ထားတယ်တပါးခြံထားတယ်တော်တော်လေးကြာတဲ့ခါကျတော့ယဟန်တွေကဝိုင်းပြီးတော့တောင်းပန်တော့တယ်တဲ့ရှင်ဘုရားရှင်အနန္ဒာကိုတော့ရွေးတာရွေးပါဟုတ်လားသူဟာသောတာပန်ဖြစ်ပေမဲ့လို့ခုနလိုပဲမြတ်စွာဘုရားဟောတော်မူတဲ့တရားတွေသူကအကုန်သိတာမဟုတ်လို့ရွေးလိုက်ပါဘုရားဆိုတော့ရွေးလိုက်ပြီးတော့ဟိုကနီးတဲ့ခါကျတော့တချို့ယဟန်တွေကလည်းသူ့ကိုစောင့်ပြောတာပေါ့လေမထီးထီးနေဟုတ်လားသူထဲမှာဟိုသားစောနံပြီးတော့နေတဲ့ယဟန်တစ်ပါးလည်းရှိတယ်ပေါ့လေဆိုလိုတာကတော့ကိလေသာမကင်းသေးတဲ့ပုဂ္ဂိုလ်တစ်ပါးလည်းရှိတယ်ဗာနဲ့ပြောတော့သူကကြားတော့စိတ်ပြက်တော့ပြီးတော့စိတ်ပြက်ပြီးတော့နက်ဖြင်သင်္ကန်းနာတင်တော့မယ်ဆိုဒီနေ့ညတခါအပြင်းထန်အားထုတ်တော့လားခါတော့ကမြန်စင်းညာလျှောက်ပြီးအားထုတ်တယ်ဘလောက်အားထုတ်သူမတိုးတက်ဘူးပေါ့လေဟုတ်လားဘာတရားဓုမှမရတော့တော်တော်လေးကြာတော့သူလည်းနည်းနည်းလေးစိတ်ပြက်ထမှာရဲ့အဲ့ဒီမှာထိုင်မစင်းစားတယ်တဲ့ငါဘာကြောင့်လဲမြတ်စွာဘုရားငါ့ကိုပြောသွားဘူးလေအာနန္ဒာသင်ဟာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တရားအထုတ်ရင်မြန်ရဟန္တာဖြစ်မှာပဲလို့ဒီလိုပြောသွားဘူးတဲ့စကားကလည်းရှိတော့ဘုရားဆိုတာဘယ်တော့မှနှခွန်းသောစကားမပြောဘူးမှန်တဲ့စကားမပြောဘူးအဲ့တော့ဘာဖြစ်လို့ငါဒီလိုဖြစ်နေလဲဆိုသူ practice ဆိုသူပြန်ပြီးတော့ review လုပ်တဲ့အခါကျတော့အဲ့ဒီဝိရိယလွန်နေတာတိတ်ဖြစ်ချင်တာဟုတ်လားယဟန္တာဖြစ်နေလဲသူအစီဝေးတက်ချင်တာဆိုတိတ်ဖြစ်ချင်တော့ခေါက်ပြန်လျှောက်တာလွန်တော့ဝိရိယလွန်တဲ့ခါကျတော့ဘာလို့ခေါ်လဲဝိရိယလွန်တော့ဥဒိစ္စနော်ဥဒိစ္စဆိုစိတ်ပြန့်လွန်မတည်မငြိမ်ဖြစ်တယ်ဝိရိယသိပြီးတော့
ဟိုဟာဖြုတ်နေတော့စိတ်လောကြီးနေတော့တမာတိမရဘူးဥဒိစ္စဖြစ်တယ်ဆိုရင်တမာတိမရတော့ဘူးတမာတိမရတော့ပညာလည်းမဖြစ်တော့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့သူကနောက်တော့ငါပြန်လျှော့မှပဲဆိုပြီးတော့လျှော့တယ်မဟုတ်လားနော်လျှော့ပြီးတော့ခြေထောက်တွေပါလေရေးဆေးပြီးတော့အိပ်ရပေါ်လှဲလိုက်တယ်အဲ့ဒါအမှတ်နဲ့လှဲတာနော်ဟိုကအလွတ်လှဲတာမဟုတ်ဘူးဟုတ်လားကမ္မထမ်းအလွတ်လှဲတာမဟုတ်ဘူးအမှတ်နဲ့သူကလှဲတာအဲ့ဒီလှဲတဲ့အချိန်မှာပဲသူယဟန္တာဖြစ်သွားတယ်လို့ဆိုတယ်မဟုတ်လားနော်ဣရိယာပုတ်၄ပါးမှလွတ်ပြီးတော့ယဟန္တာဖြစ်တာမြတ်စွာဘုရားသာသနာမှာဒီတစ်ပါးပဲရှိတယ်ထိုင်းနေတာလည်းမဟုတ်ဘူးတဲ့နော်ဟိုဈဉ္ညာလျှောက်နေတာလည်းမဟုတ်ဘူးမတ်တရနေလည်းမဟုတ်ဘူးအိတ်နေတာလည်းမဟုတ်တဲ့ဒီကိုလိုကလန်အချိန်လို့ဆိုတာကျောင်းနဲ့ကျောင်းနဲ့ခေါင်းနဲ့ခေါင်းကလည်းမထီသေးဘူးတဲ့ခြေထောက်ကလည်းပဲဟိုကျန်းကနေကြွသွားပြီပေါ့အဲ့ဒီလေတဲ့လူလေတဲ့တော့ဟိုတင်မတော့ထိနေမှာပေါ့ဟုတ်လားအဲ့ဒီလူကိုလိုကလန်အချိန်မှာယဟန္တာဖြစ်သွားတယ်အကုန်လုံးလွတ်တယ်ကြားဘူးလားမဟုတ်ဟိုခြေထောက်နှစ်ချောင်းလွတ်တာမှန်တယ်ခေါင်းကလည်းပဲခေါင်းကိုမထိသေးဘူးအဲ့လိုပါတယ်ဟိုအကုန်လုံးဟို levitate ဖြစ်နေမှာမဟုတ်ဘူးအဲ့ဒီချိန်မှာယဟန္တာဖြစ်သွားတယ်တဲ့ဆိုလိုတာကတော့ဝိရိယလွန်းနေတယ်ရှင်းလောကြီးနေတော့ကဘာမှမဖြစ်ဘူးဆိုတော့ဒါလေးကိုသူရှော့ချလိုက်ပြီးတော့မှပြန်ပြီးတော့အမှတ်နဲ့သွားတဲ့ခါကျမှယဟန္တာဖြစ်သွားတယ်အေးဒါကထုံးတစ်ခုပေါ့နော်နောက်တစ်ခုဝတ္ထုတစ်ခုရှိသေးတယ်အဲ့ဒါသိလားသောနာဆိုတဲ့မထေနော်အဲ့ဒီသောနာဆိုတဲ့မထေကသူကတထေတာသူကသိပြီးတော့ခန္ဓာကိုယ်နှူးညံ့တော့ဒီခြေပွားတွေပါတယ်မလားအမွေးပေါက်တယ်အဲ့တော့သူကယဟန်ဖြစ်ပြီးတဲ့ခါကျတော့ငါလွန်နှူးညံ့တဲ့ဘဝကလာတာအဲ့တော့ငါဟိုတင်းချင်းအားထုတ်မှငါဖြစ်မယ်ဟုတ်လားဟိုတော်စားလောစားလှုပ်လို့မဖြစ်ဘူးဆိုပြီးတော့သူကတအားကျင့်တော်တယ်ဒီလိုပဲစဉ္ညာလျှောက်တာစဉ္ညာလျှောက်ပြီးညကျင့်တဲ့ခါကျတော့ခြေထောက်တွေပေါက်ကုန်တော့သွေးတွေထွက်ပြီးတော့ခါသွေးထွက်လို့တော့လျှောက်တော့မယ်လေအဲ့ဒါနဲ့လျှောက်တော့ဘာမှလည်းသူမဖြစ်ဘူးပေါ့ခုလိုပဲဝိရိယကလွန်နေတော့မှသူကငါပါရမီမပါဘူးထင်ပါရဲ့ဒီလောက်ထုတ်အားထုတ်တယ်လည်းငါဘာမှမဖြစ်ဘူးနမိတ်ကလေးမှမထင်ဘူးပေါ့ငါလူထွက်ပြီးတော့လူဘွားနဲ့နေပြီးကောင်းမှုကုသိုလ်ပဲပြုပါတော့မှလို့သူဒီလိုစဉ်းစားနေတဲ့ခါမှာမြတ်စွာဘုရားကြွတာတောနာမင်းဘာစဉ်းစားနေတော့မင်းဒီလိုစဉ်းစားတယ်မဟုတ်လားဟုတ်ပါတယ်ဗျာဆိုတော့မှမြတ်စွာဘုရားမေးတယ်မဟုတ်လားသူတောနာမင်းလူဘွားတော့ငါစောင်းတီးတတ်တယ်မလားအားတတ်ပါတယ်အဲ့ဒီစောင်းကျိုးဟာတိတ်တင်းနေတဲ့ခါမှာမင်းအတန်ကောင်းထွက်ကြလားမထွက်ပါဘူးစောင်းကျိုးယော့နေတဲ့ခါကအတန်ကောင်းထွက်ကြလားမထွက်ပါဘူးအေးဒါကြောင့်မို့ဗမာစကားရှိတယ်မလားမယော့မတင်းစောင်းကျိုးညှင်းလို့ဆိုတာအဲ့လိုမယော့မတင်းတီးမှစောင်းရုံတန်ထွက်တယ်လို့ပဲဝိရိယကိုလည်းပဲမများလုံးမနှဲလုံးအားထုတ်မှတရားတို့ရတယ်ဆိုဒီတရားဟောတာနောက်တရားဝိရိယရှုပ်ပြီးတော့တရားထုတ်တော့တရားတို့ရသွားတော့ပေါ့လေအေးဒါကြောင့်မို့ဝိရိယကိုလုံအောင်လည်းမလုံနဲ့နော်လုံအောင်မလုံနဲ့ဆိုရင်ဆုတ်ထားပြီးတော့လျှော့လည်းမလျှော့ကြနဲ့အဲသူဘာခေါ်မလဲဟိုကပြည့်အောင်ပေါ့လေနော်ရေချိန်ပြည့်အောင်ကတော့ဒါလုပ်ရမယ်အဲရေချင်းပြည့်အောင်မလုပ်ဖဲနဲ့ဆိုရင်လည်းပဲဝိရိယနဲ့နေလည်းပဲတမာတိမရဘူးခုနဝိရိယနဲ့သွားရင်တတိတောင်ကောင်းကောင်းမဖြစ်ဘူးเนาะဒါကြောင့်ဝိရိယလည်းအရေးကြီးတယ်ဝိရိယနဲ့ထောက်ပံ့ထားမှတတိကအာယုံကိုရောက်မှာအဲ့လိုတတိကအာယုံကိုတက်ခနဲ့သွားပြီးတော့ရိုက်နိုင်မှထိနိုင်မှအဲ့ဒီအာယုံပေါ်မှာတည်ကြည်မှုเนาะဆွဲမြဲတည်ကြည်မှုဆိုတဲ့တမာတိရဖြစ်မှာအဲ့ဒီတမာတိဖြစ်မှပညာကလည်းပဲပေါ်လာမှာအေးဒါကြောင့်မို့ဝိရိယကိုရှော့လို့မဖြစ်ဘူးတင်းရှင်းဒါအားထုတ်မှသာဖြစ်မယ်ဒါကြောင့်မို့အခုတမ္မာဝါယာမမဲ့ခင်နော်ဝိရိယအဲ့ဒီတမ္မာဝါယာမမဲ့ခင်ဟာမိမိတို့မှတ်ချက်တိုင်းမှာကောင်းအားပြည့်ပါဝင်နေရမယ်ဒါရေးကြည့်တာပါအဲ့ချင်းနေတမ္မာဝါယာမမဲ့ခင်ယော့နေပြီလားမှတ်ရနော်အဲ့ဒီခါကျရင်ဝိရိယနဲ့အားဆိုင်ပြီးတော့ခုနမနေ့ကပြောသလိုသူ့ကိုပဲမှတ်လို့ဖြစ်စေမတ္တထာလမ်းလျှောက်လို့ပဲဖြစ်စေပါလေအဲ့ဒီလိုဝိရိယကိုပြန်ပြီးတော့တက်အောင်လုပ်ယူရမယ်။ဝိရိယတက်လာတဲ့ခါမှာအိတ်ချင်တဲ့ဓာတ်တွေပျောက်ပြီးတော့တရားထုတ်လို့ဖြစ်သွားမယ်။အေးဒါကြောင့်မို့အခုဒါတမ္မာဝါယာမမဲ့ခင်နော်တမ္မာဝါယာမမဲ့ခင်ဆိုတာရှင်းကတော့ဝိရိယဒါအားထုတ်တယ်။အဲ့ဒီတမ္မာဝါယာမမဲ့ခင်မှာလည်းပဲဗာမဲ့ခင်နေခြံရမ်းနေမလဲတဲ့။ तू ကဟွာပါပြီးနေမယ်တမ္မာဒိဋ္ဌိခြံရမ်းနေမယ်နော်။ပြီးတော့အထူးရေးကြည့်တာပါတော့တမ္မာတတိဟုတ်လားကောင်းပြီဒါကတမ္မာဝါယာမဒီတမ္မာဝါယာမမရှိရင်တမာတိမဖြစ်နိုင်တဲ့အတွက်ကြောင့်မို့တမ္မာဝါယာမကိုတမာတိ
မက်ခင်ထဲမှာတွင်ထားတယ်တမာတိရဲ့အချမ်းအရံတွေပေါ့ तू ကတမာတိတော့မဟုတ်ဘူးသို့တော့ तू မပါဘဲနဲ့တတိမဖြစ်နိုင်တတိမဖြစ်ရင်တမာတိမဖြစ်နိုင်ဘူးဒါကြောင့်ဒီ၃ခုကိုတပေါင်းနဲ့ထားပြီးတော့တမာတိမက်ခင်လို့နော်ဒီလိုဆိုတယ်